င်ဂျင်ဝိုင်တို့ကအားလုံးမင်္ဂလာပါဗျာကျွန်တော်ဒီနေ့ကျွန်တော်တာရေးကျွန်တော်အင်ဂျင်ဝိုင်သွားလဲမှာဖြစ်ပါတယ်နော်ကျွန်တော်ဒီကောင်မောင်းလာတာကီလိုဘယ်လောက်ရပြီလဲဆိုတော့ကီလို3000ပေါ့နော်ကီလို3500ကျော်လာရောက်ကီလို3500ကျော်ရောက်ကျွန်တော်ခရီးဝေးတိတ်မသွားဖြစ်တော့ကျွန်တော်ကီလိုကတိတ်မရှိဘူးပေါ့နော်ဒါမဲ့လည်းဒီကောင်ကိုကျွန်တော်အင်ဂျင်ဝိုင်သွားလဲမယ်ပုံမှန်ဆိုတော့အင်ဂျင်ဝိုင်ကကီလို4000လောက်ဆိုကီလို4000လောက်မှလဲရကျွန်တော်ကြိုလဲတိုင်းဘာဖြစ်ကျွန်တော်23ရက်နေ့ကျွန်တော်သွားစရာလို့တခုရှိတယ်ခေါက်ရိုက်ပါတော့ကျွန်တော်ဒီထွက်စရာတခုရှိတယ်ခေါက်ရိုက်ပါမယ်ဆိုတော့တွက်ကြည့်လိုက်လို့ရှိရင်ကီလိုကကြော်သွားလိမ့်မယ်အကြောင်းကျွန်တော်ကြိုလဲထားလိုက်အဲဒီကောင်ကျွန်တော်ကီလို4000ဘယ်လောက်ကျမလဲဆိုတော့ကျွန်တော်လည်းကြိုတွက်ကြည့်ရအောင်ပထမတစ်ခေါက်ကီလို1000တော့ကျွန်တော်800ကျော်ကုန်သွားကြတယ်အင်ဂျင်ဝိုင်လဲတာအခုကီလိုမီတာ4000ဆိုဘယ်လောက်ကုန်မလဲဆိုတော့မသိဘူးကျွန်တော်တို့တွက်ကြည့်ကြအောင်အခုကျွန်တော်Yamaha ကုမ္ပဏီကိုတွားနေပါတယ်ဗျာကျွန်တော်နဲ့တိတ်မဝေးပါဘူးဗျာ15မိနစ်20လောက်မောင်းရတယ်အဲ့ဒီကကျွန်တော်ပထမတစ်ခေါက်ထည့်နေကြဆိုင်လေးပဲထည့်လိုက်ဗျာအခုဒီထားလိုက်အဲ့ဒီဆိုင်ပဲတွားထည့်မှာဖြစ်ပါတယ်ဗျာကဲတွားကြအင်ဂျင်ဝိုင်လေးပါရကိုယ့်ဘက်ကိုလဲကျင်တယ်လဲလို့ရတယ်ဗျာနော်ကိုယ့်ကိုလဲလို့ရတယ်ဗျာဒါပေမဲ့ကျွန်တော်ကတော့ဆိုင်မှာပဲတွားထည့်လိုက်မှာဆိုင်ကလည်းအသိပဲဆိုတော့ဆိုင်မှာပို့လိုက်တဲ့ကောင်းတယ်ဗျာကဲLet's go. ကဲပြောရင်ဆိုရင်လည်းပဲရှေ့မှာဆိုဆိုင်ရောက်တာဗျတချို့ကုမ္ပဏီဆိုင်တွေမှာတော့ပြလို့ရှိရင်ကျွန်တော်တိုကင်တွေပါယူတာတော့ကြိုပြီးတော့ပြောထားရတာရှိတယ်ဗျဒါပေမဲ့ဒီဆိုင်ကတော့မိုက်တယ်ဗျကျွန်တော်ဝင်သွားလို့ရှိရင်တခါမှအဲ့လိုမျိုးကြိုပြောစရာမလိုပါတိုကင်တွေပါယူစရာလည်းမလိုပါကျွန်တော်ဝင်သွားတဲ့နဲ့ကျွန်တော်ရောက်တဲ့နဲ့ကိုကျွန်တော်အင်ဂျင်ဝိုင်လဲပါညာပြောလို့ရှိရင်ချက်ချင်းပဲလုတ်ပြီးတော့တိတ်လည်းမကြောက်ဗျ9မိနစ်10မိနစ်လောက်ပဲဒီလောက်ပဲမြန်တယ်ဗျလူလည်းနေတယ်နည်းနည်းတဘောကြဒီဆိုင်လေးเปลี่ยนน้ำมันเครื่องอ่ะพี่น้ำมันเครื่องเช็คระยะYamaha ကုမ္ပဏီရဲ့အကြောင်းကျွန်တော်မိသွားတာပါတယ်ဆိုတော့ပထမတစ်ခါကကျွန်တော်လာလို့တော့ကျွန်တော်အင်ဂျင်ဝိုင်တို့ကပို့တယ်အဲ့ကောင်ဆမ်းမှာယူရမိအဲ့ကောင်ယူတယ်လို့ကျွန်တော်တပူးပဲထပ်မှာကျွန်တော်မိခဲ့တာအဲ့ကောင်နှစ်ပူးထပ်မှာမိပါတယ်ဟိုကျွန်တော်ဒီမှာထိုင်ဆောင်တယ်ဗျာYamaha ကုမ္ပဏီဆိုင်ကရရှယ်ဘယ်လောက်ကြာမလဲဒီခေါက်ပေါ်နဲ့ဆောင်ပြီးမရှိအိတ်မရှိ
နဲ့ကောင်ဒီကောင်2025မော်ဒယ်2025ဒီကောင်မော်ဒယ်Mလည်းကောတာပဲတိုင်းမကောင်းကဲဝိဆိုရင်တော့ကျွန်တော်လဲပြီးသွားပါပြီနော်ညမအကုန်ဟောဘယ်လောက်ကျသွားလဲဆိုတော့အလုံး1064ဘတ်ကျသွားနော်ဘာလဲလိုက်လဲဆိုတော့အင်ဂျင်ဝိုင်းလဲတယ်ဗျာအင်ဂျင်ဝိုင်းနှစ်ဘူးပေါ့နော်အင်ဂျင်ဝိုင်းနှစ်ဘူးရဲ့အင်ဂျင်ဝိုင်းနှစ်ဘူးလဲလိုက်တယ်ပြီးလို့ရှိရင်စိုက်ကောင်စီစစ်တဲ့စကားလေးပေါ့နော်အဲ့ကောင်တစ်ခုလဲလိုက်တယ်ပြီးတော့အနောက်ကဒီ DC ပေါ့နော်အနောက်အကောင်လဲပြီးတယ်ပေါ့နော်နှစ်ခုဒီကြပိတ်အလုံး1000နဲ့60နဲ့4ဘတ်ကျသွားတာပေါ့နော်ကဲအဲ့ဒါပါနော်ဒီကောင်ရဲ့ကုန်ကျစရိတ်ကတော့ဒီကောင်တွေကမလဲလို့မဖြစ်ပါဘူးနော်2ကီလိုမီတာအချိန်ရောက်လို့ရှိရင်လဲပေးရတဲ့ဟာတွေပေါ့နော်ဘာမှမလဲမဖြစ်တဲ့ဟာတွေမို့လို့ဆိုင်ကယ်ထုတ်ကျင်တဲ့ညီကိုတွေပေါ့နော် Xmas ဆိုင်ကယ်ထုတ်ကျင်တဲ့ညီကိုတွေကတော့ဒါလေးတော့နည်းနည်းသိထားရအောင်ကျွန်တော်တို့ဒီသူ့ရဲ့ကုန်ကျစရိတ်လေးတွေလည်းရှိတယ်ပေါ့နော်ဒီကောင်စီးတစ်မျိုးတည်းမရပါဘူးဒီကောင်လည်းအခုကကျွန်တော်ကီလိုမီတာ4000ပေါ့နော်4000တော့မပြည့်တယ်မှာကျွန်တော်ကြိုလောက်လိုက်တာ4000မထားလိုက်ပါတော့4000မထားလိုက်ကီလိုမီတာ4000မှာကျွန်တော်ကုန်သွားတာ1064ဘတ်ကုန်လာတာဒီကောင်ဒီတစ်စီးပထမတစ်ခါကတော့ကျွန်တော်800ကျော်ကုန်သွားတာအင်ဂျင်မှာအဲ့လောက်ပါပဲတော့1000ကျော်ကုန်သွားပါတယ်ကဲနောက်တော့တွေ့ကြတော့ပါဗျာကျွန်တော်ဒီ23ရက်နေ့ခေါင်းရိုက်သွားဖို့ရှိတယ်ပေါ့နော်အဲဒါကြောင့်ကျွန်တော်ကြိုလဲလိုက်တာဖြစ်ပါတယ်နော်အန်ဒီရဲ့ကင်ပေးရှင်းအောင်ပေါ့နော်ကဲဒါကြီးကတော့စားလိုက်ပေါ့နော်1000ကျော်ကုန်သွားပြီဝါတီးပေးလိုက်ရင်ဒါကြီးကတော့ကဲအဲ့ဒါဆိုင်ကထုံးမဲ့ညီကိုလေးတွေပေါ့နော်ဒါတီကောင်းစရာလေးညှဝေလိုက်ပါတယ်ဗျာဒါလေးတွေလည်းကြိုဆိုင်ကထုတ်တော့မဆိုဒီကောင်လေးတွေလည်းနည်းနည်းစဉ်းစားပေးကြပါနော်ကဲဒီဗီဒီယိုကတော့ဒီလောက်ပဲဗျကျွန်တော်ပြန်လိုက်အောင်မှာ23ရက်နေ့ကျရင်ခေါင်းရိုက်မှာစုံကြမှာလည်းပေါ်တာတွေအားလုံးဘိုင်ဘိုင်